တခါတုန်းကအိန္ဒိယနဲ့နီပေါနယ်စပ်ရှိရွာတရွာမှာမျက်မမြင်ပုံသား9ယောက်နေထိုင်ကြတယ်သူတို့ဟာညံရှိပေမဲ့အမြင်မတူကြသူတွေဖြစ်ကြတယ်ဒီနေ့မှာမင်းကြီးကသူတို့ကိုစင်ဖြူတော်ကိုလေးလာဖို့အမိန့်ပေးလိုက်တယ်စင်ဖြူတော်ကိုသူတို့ရှေ့မှာယူလာကြတယ်သူတို့ကမမြင်နိုင်ပေမဲ့ထိတွေ့ပြီးနားလည်ဖို့ကြိုးစားကြတယ် This cannot be the elephant. It is only a thin စင်ဆိုတာကျိုးလိုပဲပြော့ပြီးရှည်တယ်လို့သူတယောက်ပြောတယ်မဟုတ်ဘူးစင်ဆိုတာမွေလိုလှုပ်ရှားတယ်လို့တယောက်ပြောတယ်စင်ဆိုတာခြုံပြီးခိုင်မာတဲ့နံတစ်ချောင်းလိုပဲလို့ပြောတယ်နောက်ပုံသားတော့ကမဟုတ်ဘူးတစ်တိုင်ကြီးလို့ထူထဲတယ်လို့တယောက်ပြောတယ် It is exactly like a giant fan, soft တယောက်ကဖန်ကားလိုပဲတယောက်ကနယံလိုပဲလို့ညှင်းခုန်ကြတယ် unyielding, like a wall. It is exactly like a သူတို့အား pillar, လုံး I ငါမှ tell န်တ you. ယ် Nonsense! It is တို့ like အ a ချင်း thick ချင်းညှင်းခုန်ကြ rock. ပြီး You မ are မြင်ကြ both ဘူး wrong. It is clearly a wall. Each of you holds a piece of the truth. မင်းကြီးကပြောတယ်မင်းတို့အားလုံးမှန်ပါတယ်ဒါပေမဲ့တစ်စိတ်တစ်ပိုင်းသာမြင်ကြတာပါ Only အမှန် together တရားကို can သိ we ချင်ရင်အား understand လုံး the ကို true ပေါင်းစည်းပြီး nature နား of လ the ည်ရမယ် elephant. လူတွေဟာကိုယ်တွေ့အပေါ်မူတည်ပြီးအမြင်ကွဲပြားတတ်ကြတယ်အမှန်တရားကိုသိဖို့ဆိုရင်အမြင်တစ်ဖက်တည်းမဟုတ်ပဲအားလုံးကိုပေါင်းစည်းကြည့်ရမယ် story လေးကိုကြိုက်ရင် like ကလေးပေးခဲ့ဦးတော့ comment မှာကြိုက်တဲ့ကာတွန်းလေးတင်မှတ်ပေးခဲ့ဦးကျွန်တော်ကတော့ကာတွန်းတင်ဆက်သူစန်းဝင်းထွန်းဖြစ်ပါတယ်ပရိသတ်အားလုံးနှစ်သက်မှာစိတ်ချမ်းသာပျော်ရွှင်ကြပါစေ Only together